အနှစ်ဆက်မှာမို့လို့ပထမအဦးဆုံးယူရီးယားမဲ့အကျော်မုံတစ်ထုပ်ကိုဖောက်ထည့်လိုက်ပါမယ်ပြီးရင်ကြက်ဥတစ်လုံးကိုဖောက်ထည့်လိုက်မယ်စားနှင်းငယ်ကြက်သားမှုန့်နှင်းငယ်ထည့်ပါမယ်ပြီးရင်တကြားလေးနည်းနည်းထည့်လိုက်မယ်နော်ဒီမှာကျမငြုပ်ကောင်းမှုန့်လေးလည်းထည့်လိုက်ပါတယ်ပြီးရနဲ့ရေလေးထည့်ပြီးတော့မှွေလိုက်ပါမယ်ပြီးလို့ရှိရင်လေကျမဂျင်းကျက်သွမျိုးကိုထောင်းပြီးထည့်လိုက်ပါသေးတယ်တချို့တွေကရေညှစ်ပြီးထည့်တယ်ကျမတော့ဂျင်းကျက်သွမျိုးကိုစားရတာကြိုက်လို့ဂျင်းကျက်သွမျိုးထောင်းပြီးဖက်လိုက်တိုင်းထည့်ပြီးတော့မှွေလိုက်ပါတယ်ဒါအဲ့ဒါအနှစ်ပေါ့နော်ပြီးရင်ဒါအမှုန့်အတွက်ကယူရီးယားမဲ့တစ်ထုပ်ဖောက်ထည့်တယ်ကြက်သားမှုန့်ထည့်တယ်ငရုတ်ကောင်းမှုန့်ထည့်တယ်ထည့်ပြီးတော့ရောမှွေလိုက်တယ်ပေါ့နော်မှွေပြီးရနဲ့ဒဲဟုတ်တစ်လုံးထဲမှာကျမစီထည့်လာတယ်စီပူလိုက်ဆိုတာနဲ့ကြက်သားကိုတုံးအသားကြီးပဲအတုံးလေးလှီးထားတာကိုကျမအနှစ်နဲ့တစ်ခါစိမ့်တယ်ပြီးရင်အမုံနဲ့တစ်ခါအမုံတုတ်တယ်ပေါ့ပြီးရင်အနှစ်ရေစိမ့်တယ်ပြီးရင်အမုံနဲ့တစ်ခါလုပ်တယ်နှစ်ခါလုပ်ပါတယ်ဘာလို့လဲဆိုတော့ကျမကအပေါ်ရန်အကုန်အနှစ်ဖက်ကိုထူထူလေးစားခြင်းလို့နှစ်ခါလုပ်လိုက်တာပါကိုကအပားလေးပဲကြိုက်တယ်ဆိုတော့တစ်ခါပဲစိမ့်တစ်ခါတည်းအမုံနဲ့ပတ်ပေါ့နော်ကျမကအနှစ်လေးတွေစားရတာလဲကြိုက်လို့နှစ်ခါစိမ့်တယ်နှစ်ခါအမုံနဲ့ပတ်လိုက်တယ်ပေါ့နော်ကဲပြီးရင်အဖုံးလေးအုပ်ထားပါမယ်အဖုံးလေးကဘာလို့အုပ်တာဆိုလို့ရှိရင်ဒီရဲ့မကတ်အိုးလေးလေသူကအဖုံးလေးအုပ်ထားတဲ့ခါကျတော့အချွေးဓာတ်ပြန်ပြီးတော့ပေါင်းကြော်သလိုဖြစ်တာဒီလားအဲ့ကြတော့အပြင်သားလေးတွေကကျွတ်ရွပြီးတော့အတွင်းသားလေးတွေကလေဟိုနုနုဤနဲ့ပေါင်းထားတဲ့အသားအတိုင်းပဲကြက်သားကလေအဲ့အကြောင်းမို့အုပ်ထားတာပါကဲကြက်သားလေးကြော်နေတော့ကျမတူမအတွက်ထမင်းကြိုက်မှာငကမောက်သီးလေးထည့်ပေးပါမယ်ငကမောက်သီးလေးကိုကျမအနီသီးလေးထည့်ပေးလိုက်မယ်ပေါ့နော်အိမ်ကနေမှသွားတာလေဟောအဲ့ကြောင်တန်သွားလဲစောနေကျမတူမကတော့မနက်စာအကျော်ရယ်ထမင်းစီစမ်းရယ်ငရုတ်သီးထောင်းရယ်နဲ့စားသွားတာပါဟုတ်လားဟောကဲငကမောက်သီးလေးလှီးပြီးတော့ဘူးလေးလည်းထည့်ပေးလိုက်မယ်ပေါ့နော်ကြက်သားလေးရလဲကြက်သားကြော်လေးရလဲဟိုဘက်ဒီဘက်ရဲနေပြီဆိုတော့ကဲခတ်လို့ရပါပြီကိုကမအားဘူးမနှက်ခင်းပေါ့နော်ဟင်းနေပါလေလည်းမချက်ဖြစ်ဘူးဆိုရင်ကြက်သားလေးကိုအိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့လွယ်ကူကူလေးပဲဒီလိုလေးပဲကြော်ပြီးထည့်ပေးလိုက်နော်ကလေးတွေကဒီလိုကြက်သားကြော်လေးဆိုကြိုက်ပါတယ်ကျမဒီကြက်သားကြော်ကိုချီတိုလေးနဲ့ပဲစားမှာပါချီတိုအချင်းလေးနဲ့ပဲပေါ့အဲ့ဒါရဲ့ကျမတူမကိုငကမောက်သီးလေးရည်နဲ့ထမင်းဘူးထည့်ပေးလိုက်တာပါကျေးဇူးပါရှင်